အားလုံးပဲမင်္ဂလာပါကျမမီမီတက်ပါရှင်ကလေးမွေးထားတဲ့မီမီလေးရှိလားကလေးမွေးထားတဲ့မီမီလေးတိကိုတိတင်တဲ့အကြောင်းအရာနှစ်မျိုးကိုမျှဝေပေးမှာဖြစ်ပါတယ်ကျမရဲ့ကိုယ်တိုင်တွေ့ကြုံခဲ့တဲ့အတွေ့အကြုံလေးတွေကိုမျှဝေပေးတာဖြစ်ပါတယ်ရှင်တစ်ကလေးမွေးခါစားမီမီတွေဘယ်လိုစားတောက်ရမလဲဆိုရင်စားတောက်မှုပုံစံရင်နံပါတ်2ကလေးလေးမွေးစားကနေ6လအတွင်းဘယ်လောက်ထိအရေးကြီးတယ်ဆိုတာလေးကိုပြပြပေးကြပါတယ်နံပါတ်2အချက်ကိုအရင်ပြောပြမယ်နော်ကလေးလေးတွေကမွေးစနေပြီးတော့45ရက်အတွင်းကိုအရန်အရေးကြီးပါတယ်အခက်မသိရင်အသက်ပါဆုံးရှုံးနိုင်တော့တဲ့အထိအရေးကြီးပါတယ်အဲ့လိုပြောလိုက်လို့မမေတို့လက်မသွားနဲ့နော်ဘာဖြစ်လို့လဲဆိုတော့ကျမကနီးလန်းလေးကိုပြပြပေးပါမယ်ကလေးလေးတွေမွေးစနေပြီးတော့6လပြည့်တိတိဆိုလို့ရှိရင်ငွေကြေးအားဖြင့်360ကနေ90ကြားကိုကုန်ပါတယ်ဒီကနိုးမထွက်ဘူးဆိုလို့ရှိရင် formula နိုးတိုက်ရမယ်ဆိုလို့ရှိရင်အဲ့ဒီတည်း2ဆလောက်ကုန်ပါတယ်ရှင်ကလေးလေးအတွက်လိုအပ်တဲ့ပစ္စည်းတွေလောက်ပဲဝယ်ပါပို့တာတွေမဝယ်ပါနဲ့ကျမသမီးလေးတုန်းကဆိုလို့ရှိရင်နွေရာသီမွေးတော့ကြတော့သမီးလေးမှာအဝတ်စား10ထည်လောက်ပဲရှိရပေါ့နော်ကလေးလေးအတွက်တီးတန့်ထုတ်ထားတဲ့အရာတွေကိုပဲသုံးပေးပါရှင်မေမေတို့အရင်အရေးကြီးတဲ့3ချက်ကိုမလုပ်ပါနဲ့เนาะခလေးကရုံးလုံးဝမတုံးပေးပါနဲ့နံပါတ်2ရေလုံးဝမကျွေးပါနဲ့နံပါတ်3ဖက်ဆက်စာလုံးဝမကျွေးပါနဲ့ရှင်ကရုံးတုံးလို့ရှိရင်ကရုံးမှာခေါင်းမှာရှိတဲ့ဥယျာပြဆဲလေးတွေကကရုံးတုံးလိုက်တဲ့အချိန်မှာဆဲလေးတွေကပျက်စီးသွားပြီးတော့အဲ့ဒီကရုံးတုံးတွေမှာသပင်ကတော့ထွက်လာတယ်ဒါပေမဲ့ကြမ်းကြမ်းလေးတွေထွက်လာပြီးတော့သပင်ထူတယ်ထင်ရပေမဲ့အဲ့ဒီကြမ်းကြမ်းလေးတွေထွက်လာပြီးတော့သူကအဲ့ခေါင်းပတ်ချလဲမှာအုံစားတယ်ဆိုတဲ့သဘောမျိုးဖြစ်တယ်ပေါ့နော်ငါသမီးလေးကအုံစားတယ်ဆိုတော့ကျမသမီးလေးတုန်းကတော့အုံစားတာမဖြစ်လိုက်ဘူးဘာလို့လဲဆိုသူ့ကိုမေက2နှစ်ပြည့်ကနေမှကရုံးတုံးပေးရပေါ့နော်မိစားနေ45ရက်အတွင်းကို2နာရီချားကိုနို့တစ်ချိန်ပုံမှန်တိုက်ပေးပါသူအိတ်နေတယ်ဆိုလို့ရှိရင်လည်းခြေပွားလေးတွေကိုကုတ်ပြီးတော့နို့တိုက်တာတော့ပါတော့အဲ့လိုမျိုးလေးလုပ်ပေးပေါ့နော်ကလေးလေးကိုအစကလေးက sleep training လုပ်ပေးတာအရန်ကောင်းပါတယ်ကျမသမီးလေးတုန်းက sleep training မလုပ်လိုက်ရဘူးကျမဘာလို့မလုပ်လိုက်ရလဲဆိုတော့ကျမဘုသူတနည်းနည်းအားနေသွားတယ်ပေါ့နော်နောက်ပိုင်းကျမှနို့ဖြတ်ခါနီးကျမှ sleep training ဆိုပြီးတော့ရိုက်ရှာလိုက်တဲ့အချိန်မှာ Burmese American ကအမတယောက်ပြောထားတဲ့ knowledge ကလေးကိုကျမကြည့်လိုက်တော့အချိန်မှာငါဘုသူတနဲခဲ့တယ်ပေါ့နော်အဲ့တော့ sleep training မလုပ်ပေးခြင်းအပြင်မေမေတွေအရန်ပင်ပန်းတယ်လို့9လလောက်ထိမအိပ်ရအောင်ညပိုင်းဆိုလို့ရှိရင်သူအရန်ငိုတယ်နံပါတ်1မိခင်အတွက်ကျမပြောပြချင်ပါတယ်မေမေအတွက်ဘာလို့ပြောရလဲဆိုမေမေကအရန်ကိုအရေးကြီးပါတယ်ကလေးမွေးတဲ့အချိန်မှာကျမဆိုလို့ရှိရင်ကလေးမွေးတဲ့အချိန်မှာဘာမှမရှောင်ပါနဲ့မေမေတို့အဲ့နို့ထဲမှာအာဟာရကပါတဲ့တလောက်မပါဘဲနဲ့ကလေးအတွက်နို့ကအာဟာရမဖြစ်ဘူးပေါ့နော်အဲ့ဒါကကြာရင်ဗီတာမင် B အားနည်းပြီးတော့ကလေးကဟိုအသက်ရှူကြက်တာတို့ဘာလို့အဲ့လိုမျိုးတွေအရန်ဖြစ်တတ်တယ်ဒီလားအေးတော့တနေ့မနက်တစ်ခွက်နေ့ကင်းတစ်ခွက်ညတစ်ခွက်3ခွက်တောက်ပေးပါအသားကိုတနေ့ကို20သားစားပေးပါဒီလို့ရှိရင်အသီးအနှံများစားပါရေကိုတနေ့ကို3လီတာလောက်ကုန်တောက်ပေးပါဘာတွေရှောင်ရမလဲဆိုလို့ရှိရင်ခန္ဓာကိုယ်အတွက်အကျိုးမဖြစ်စေတဲ့ဒညင်းသီးတို့စူပုတ်ရွက်တို့ပေါ့နော်မြင့်တို့အဲ့လိုဟာတွေကိုရှောင်ပေးပါကိုယ့်ရဲ့ပတ်ဝန်းကျင်မိဘဆွေမျိုးအတိုင်းဝိုင်းတွေကဟိုဟာမစားရဘူးဒီဟာမစားရဘူးပြောလို့ရှိရင်လုံးဝမလိုက်နာပါနဲ့ဘာလို့မလိုက်ပါလဲဆိုတော့သူတို့ကနားတဲ့သဘောပေါက်အောင်ပြောပြပါဒီလိုမျိုးမစားရင်တို့အတွက်အာဟာရမဖြစ်ဘူးခလေးအတွက်တစ်ခုခုဖြစ်နိုင်နေပါညာဆိုအဲ့လိုမျိုးပြောပြပါတကယ်လို့သူတို့ကမစားခိုင်းဘူးဆိုလို့ရှိရင်ခိုးစားသိလားခိုးစားကိုကဘိုက်ဝါမှာကိုကအာဟာရပြည့်ဝနေမှာကိုနို့ကောင်းနေမှာကိုခလေးလေးအတွက်အဆင်ပြေမှာဖြစ်တယ်နော်ခလေးလေးကအာဟာရပြည့်စုံစွာနို့ဆိုမှာခလေးလေးကကျန်းမာမယ်ခလေးလေးကဝါပြိုးလာမယ်ပေါင်ချိန်တွေတက်လာမယ်နော်ပြီးတော့နှစ်ချက်တိုးလေးပြောပြမယ်နော်ဘာဖြစ်လို့လဲဆိုတော့ဖေမေမေနှစ်ယောက်စလုံးနဲ့သက်ဆိုင်ပါတယ်ကလေးမွေးပြီးတာနဲ့45ရက်အတွင်းကိုလုံးဝချစ်တင်မနှောပါနဲ့စိတ်နှဆိုးနဲ့တော့အဲ့ဒါကိုယ့်အတွက်ပြောတာပါကျမကကလေးပြုစုစောင့်ရှောက်နည်းနဲ့ကလေးကျွေးမွေးစောင့်ရှောက်နည်းလေးတွေကိုကျမကဒေါက်တာမာမီ page ကနေပြီးတော့လေ့လာတာဖြစ်ပါတယ်ကိုယ့်ရဲ့ senior ဖေမေမေပြောတဲ့အတွေ့အကြုံလေးတွေကိုနားထောင်သင့်ပါတယ်လို့အကြံပြုပေးချင်ပါတယ်ရှင်တစိတ်တစ်ပိုင်းကိုဖြစ်စေအားလုံးကိုဖြစ်စေကြည့်ရှုပြီးတဲ့သူအားလုံးကိုကျေးဇူးတင်ပါတယ်ဖေမေမေတို့အနေနဲ့နောက်ထပ်ဘာအကြောင်းအရာလေးတွေသိချင်လဲဆိုတာကိုရေးခဲ့ပေးပါ